ရှမ်းမြောက်တိန်တီမြို့နယ်ကိုကန်တက် MMDA ထိန်းချုပ်နယ်မြေအတွင်းမှာတရုတ်လုပ်ငန်းရှင်တွေစစ်တိုက်ဝင်ရောက်လာပြီးဒေသခံတွေရဲ့မြေယာတွေကိုဝယ်ယူနေကြတယ်လို့ဒေသခံတွေထံကနေသတင်းရရှိပါတယ်။လက်ရှိမှာအဲ့ဒီလုပ်ငန်းရှင်တွေဟာလမ်းမကြီးပေးရှိမြေယာတွေကိုအဓိကထားဝယ်ယူနေကြပြီးရင်းနှီးမြှုပ်နှံမှုလုပ်ဖို့တင့်တော်တဲ့နေရာတွေကိုရွေးချယ်ဝယ်ယူနေကြတယ်လို့သိရပါတယ်။မြို့အတွင်းမှာလည်းအဆောက်အုံအသစ်တွေစက်တိုက်ဆောက်လုပ်နေပြီးတရုတ်လူမျိုးတွေအများအပြားဝင်ရောက်နေထိုင်လာတာကြောင့်မြို့တစ်ခုလုံးပုံမစီကားလာတဲ့အခြေအနေဖြစ်နေတယ်လို့သိရပါတယ်။မြေယာတွေကိုဈေးနှုန်းကျတဲ့အခြေမှာလုပ်ငန်းရှင်တွေနဲ့ညှိနှိုင်းရောင်းချနေတာဖြစ်ပြီးဘလို့သဘောတူညီချက်တွေနဲ့ရောင်းချနေတာဆိုတာကိုတော့အသေးစိတ်မသိရသေးဘူးလို့ပြောဆိုကြပါတယ်။အဲ့ဒီလိုဝယ်ယူထားတဲ့မြေယာတွေကိုအဆောက်အုံဆောက်လုပ်တာတွေတင်မကပဲငှက်ပြောကြံစိုက်ပျိုးရေးလုပ်ငန်းတွေပါလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။တချို့ဒေသခံတွေကတော့ PR အမျိုးမျိုးကြောင့်မဖြစ်မနေရောင်းချနေရတာဖြစ်ပြီးလောက်ကန်ရမှာလဲတရုတ်လုပ်ငန်းရှင်တွေနဲ့ရှင်ပြိုင်ဖို့ခက်ခဲနေကြတယ်လို့ပြောဆိုပါတယ်။ဒါအပြင်မြို့အတွင်းရှိဆိုင်တွေမှာဆိုင်ဘုတ်တွေကိုတရုတ်စာတွေကိုသာအဓိကထားအသုံးပြုလာကြပြီးတရုတ်စီမံကိန်းနဲ့ဆောက်လုပ်ထားတဲ့အဆောက်အုံအသစ်တွေပုံမိုတိုးလာနေတယ်လို့သိရပါတယ်။တိန်တီမြို့ကို139ခွန်စစ်စင်ရေးအတွင်းကိုကန်တက်ကသိမ်းပိုက်ထားပြီးလက်ရှိမှာမူပန်လို့ပြောင်းလဲခေါ်ဝေါ်နေကြတယ်လို့သတင်းရရှိပါတယ်ရှင်။